စစ်တွေမျိုးပါဝင်မျိုး၃မျိုးထမ်းမကြစီဖို့စစ်ကောင်စီလေကြောင်းသုံးပြီးအပြင်းအထန်ခုခံနေနိုင်ငံတော်ဝိုင်းစစ်အာဏာရှင်မြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲတွေမှာအလဲလဲအကွက်ကွဲဖြစ်နေတဲ့စစ်ကောင်စီကတော့ရခိုင်ကကြောက်ဖြူစစ်တွေနဲ့ကချင်ပြည်နယ်ကဗမော်မျိုးတို့ထမ်းမကြစီဖို့အတွက်လေကြောင်းသုံးပြီးတော့အပြင်းအထန်ကိုခုခံကာကွယ်နေရတယ်လို့စစ်ရေးလေ့လာသူတွေကပြောဆိုလိုက်တာပါရခိုင်က AA ရဲ့ထိုးစစ်အရှိန်ကိုရှော့ချဖို့အတွက်စစ်ကောင်စီဘက်ကစစ်တွေနဲ့ကြောက်ဖြူကတိုက်ပွဲတွေမှာလေကြောင်းသုံးတိုက်ခိုက်နေတာပါအဲ့ဒါအပြင်ကချင်ပြည်ဗမော်မျိုးကိုလက်မလို့စစ်ရေးအတွက်စစ်ကောင်စီတပ်ကနေတိုင်းလေကြောင်းကနေပြစ်ကူနေတာအပြင်ဒရုန်းနဲ့ဘုံကျက်တိုက်ခိုက်တာတွေအပြင်းထန်လှုပ်ဆောင်နေပြီးဒီနေ့ကိုဘုံအလုံး30ထက်မနည်းကျဲနေတယ်လို့ဒေသခံစစ်ရေးသတင်းမီဒီယာနဲ့ဒေသတွင်းသတင်းမီဒီယာတွေကပြောဆိုလိုက်တာပါအခုမတ်လ6ရက်နေ့ကရခိုင်ပြည်စစ်တွေမြို့နယ်တွေကဝါဘိုကျေးရွာနဲ့ကြောက်ပြူမြို့နယ်ကဥခင်ကျေးရွာတို့ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်စစ်တွေမြို့နယ်ကဝါဘိုကျေးရွာကိုမတ်လ6ရက်နေ့မနက်ပိုင်းမှာဒရုန်းနဲ့ဘုံကျဲခဲ့တာဖြစ်ပြီးတော့အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့်အင်ဂျီ35လုံးခန့်မီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံစစ်ရေးသတင်းမီဒီယာကပြောဆိုထားပါတယ်ကြောက်ပြူမြို့နယ်မှာတော့စစ်ကောင်စီကဒရုန်းဂျက်တိုက်လေယာဉ်နဲ့သုံးပြီးတော့ဘုံကျဲခဲ့တာဖြစ်တာကြောင့်အင်ဂျီ140ဝန်းကျင်မီးလောင်ခဲ့တယ်လို့မြေပြင်အခြေအနေသိသူတို့ကတော့ပြောဆိုထားပါတယ်အဲ့ဒီဖြစ်စဉ်မှာတော့လူထိခိုက်သေဆုံးတဲ့အခြေအနေကတော့အတည်မပြုနိုင်သေးပါဘူးစစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တဲ့မြို့နယ်2မြို့နယ်မှာတော့အဲ့ဒီမြို့နယ်2ခုစလုံးကိုတော့အာကတော် A ကထိုးစစ်ဆင်တိုက်ခိုက်နေစေဖြစ်ပါတယ် A ရဲ့အဲ့ဒီထိုးစစ်ကိုစစ်ကောင်စီကလက်နက်ကြီးလေကြောင်းပစ်ကူတွေနဲ့ခုခံနေတာကြောင့်ကြောက်ဖြူမြို့နယ်တွေကစီမော်ရွာကြက်တင်ရွာရှောက်ဆုံးရွာနဲ့စိုင်းချုံရွာတွေမှာတိုက်ပွဲပြင်းထန်နေတယ်လို့အာကတော် A ရဲ့စီးရေးသတင်းမျိုးကသတင်းမီဒီယာကိုပြောဆိုထားပါတယ်ကြောက်ဖြူမြို့နယ်ထဲမှာတော့အာကတော် A ကစစ်ကောင်စီရဲ့တညဝတီကြီးတက်ထမ်းလို့ရှိရာတပုတ်တောင်ရွာဝင်းကျင်ကကျေးရွာတွေကိုထိန်းချုပ်ထားနိုင်ပြီလို့လည်းဒေသတွင်းသတင်းမီဒီယာတွေကပြောပါတယ်အခုလက်ရှိကြောက်ဖြူမြို့နယ်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပါပြီးနောက်မှာတော့တရုတ်ကျေးသားစစ်သားတွေကြောက်ဖြူမြို့ကိုရောက်ရှိလာပြီလို့လည်းဒေသခံသတင်းမီဒီယာတွေကပြောဆိုထားပါတယ်စစ်ရေးသတင်းတွေကိုလေ့လာနေသူဒေသခံတူကတော့သူတို့ကတရုတ်စစ်ဝစ်စုံနဲ့မဟုတ်ဘဲနဲ့မြန်မာစစ်တပ်ဝစ်စုံဝင်ပြီးအသွင်ပြောင်းပြီးပို့ထားတာစစ်တပ်ဘက်ကဝင်ကူပြီး A ကိုတိုက်ဖို့လားတရုတ်စီမံကိန်းတွေအတွက်လုံခြုံရေးယူဖို့လားဆိုတော့တေချာမပြောနိုင်သေးဘူးစနိုက်ပါဘာသာတွေလည်းပါတယ်လို့လည်းသတင်းထွက်နေတယ်လို့ဒေသတွင်းသတင်းမီဒီယာကိုပြောဆိုထားပါတယ်အဲ့ဒီတရုတ်စစ်သားတွေကိုတော့ကြောက်ဖြူမြို့နယ်တစ်ပုတ်တောင်အခြေစိုက်တညဝတီရေတပ်ဌာနချုပ်အနီးအာရတော် A နဲ့စစ်ကောင်စီတို့တိုက်ပွဲအပြင်းထန်ဖြစ်လာပြီးနောက်ဖေဖော်ဝါရီလနောက်ဆုံးဘက်ကကြောက်ဖြူကိုလေကြောင်းကနေတဆင့်ပို့ဆောင်ခဲ့တာဖြစ်တယ်လို့လည်းစစ်ရေးသတင်းတွေကပြောဆိုထားပါတယ်အဲ့ဒီလိုပဲကချင်ပြည်ဗမော်မြို့ကိုလက်မလို့ရစေဖို့အတွက်စစ်ကောင်စီဘက်ကအပြင်းထန်ပုံကျက်တိုက်ခိုက်နေတယ်လို့လည်းစစ်ရေးသတင်းတွေကပြောဆိုထားပါတယ်ဗမော်မြို့ပေါ်မှာကချင်လွတ်မြောက်ရေးတပ်မတော် KIA ကလေရင်ကွင်းတိုင်ရင်တချို့နဲ့မြို့ပေါ်ရက်ွက်တချို့ကိုတင်ဆက်ထားနိုင်ပြီဖြစ်ပေမဲ့စစ်ကောင်စီရဲ့အရေးပါတဲ့စစ်ကွက်ကရေးဌာနချုပ်စကက21နဲ့ကြံနေတဲ့တိုင်ရင်တွေကိုတော့တင်ပိတ်နိုင်ရေးအတွက်စူးစမ်းနေစေပါစစ်ကောင်စီကတော့စကန်လက်မလို့ရရေးအတွက်နေတိုင်းလေချောင်းကနေပြစ်ကူနေတာအပြင်ဒရုန်းနဲ့ဘုံကျက်တိုက်ခိုက်နေတယ်လို့ KIA ရဲ့သတင်းနဲ့ပြန်ကြားရေးတောင်ခံဗိုလ်မှူးကြီးနော်ဘူးကတော့သတင်းမီဒီယာကိုပြောဆိုထားပါတယ်တိုက်ပွဲကတော့ဆက်ဖြစ်နေတယ်နေတိုင်းလိုစကက21အဲ့ဒီဘက်မှာတော့ဇက်တိုက်တို့တိုက်ပွဲတွေရှိတယ်ကျွန်တော်တို့ကလည်းလက်နက်ကြီးနဲ့ပစ်တာတွေသူတို့ဘက်ကနည်းနည်းထွက်လာရင်ကျွန်တော်လက်နက်ငယ်တွေနဲ့ပစ်တာသူတို့လည်းလေချောင်းနဲ့တိုက်တာဒရုန်းတိုက်တာတွေဘုံကျက်တာတွေပေါ့တနေ့ကတော့အနည်းဆုံးဘုံအလုံး30 40လောက်ကျဲတယ်အဲ့ဒီလိုအခြေအနေဖြစ်နေတယ်ခုခံတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်ထိုးစစ်တော့မဟုတ်ဘူးသူတို့တက်ထဲမှာနေပြီးမှလေချောင်းကနေတိုက်နေတာလို့ဗိုလ်မှူးကြီးနော်ဘူးကတော့သတင်းမီဒီယာကိုပြောဆိုထားပါတယ်ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့အခုဗမော်မြို့သိမ်းတိုက်ပွဲဟာမတ်လ4ရက်နေ့မှာဆိုရင်3လပြည့်ခဲ့ပြီလည်းဖြစ်ပါတယ်တိုက်ပွဲတွေနှစ်ဖက်အပြန်အလှန်တိုက်ခိုက်နေပြီးတော့စစ်ကောင်စီဘက်ကလေကြောင်းကနေအပြင်းထန်ခုခံနေတဲ့အပြင်အစစ်မြစ်ဒရုန်းတွေကအသုံးပြုပြီးတော့ခုခံနေတဲ့ဖြစ်တယ်လို့လည်းဒေသခံစစ်ရေးသတင်းတွေကပြောဆိုထားပါတယ်အခုလက်ရှိဗမော်မြို့မှာစစ်စင်ရေးကုကမှုဌာနချုပ်စကက21ခလာရ40ခွန်ခလာရ236ခလာရ23ခွန်အမဒါ366တန်ချက်ကတရင်ခွန်336တင်ကားတရင်9334အမှတ်5ဆက်သွယ်ရေးတရင်အမှတ်17စစ်မြေပြင်တရင်အမှတ်94ကိုလေးဆောက်လုပ်ရေးအင်ဂျင်နီယာတက်ခွဲအမှတ်914စစ်မြေပြင်အင်ဂျင်နီယာတရင်အမှတ်933ထောက်ပံ့ရေးနဲ့ပို့ဆောင်ရေးတက်ခွဲစနစ်နဲ့ပစ္စည်းတက်စု641အလုံးယုံတက်စုစတာတွေနဲ့ကာကင်းစကန်တွေအများပြားရှိနေသေးတယ်လို့လည်းစစ်ရေးသတင်းတွေကပြောဆိုထားပါတယ်-10ဝန်းကျင်လောက်ကျတဲ့နေရာကိုသိမ်းဖို့ကြိုးစားနေတာကြောင့်အခက်အခဲတော့အနေနဲ့ရှိနေတယ်လို့လည်းဗိုလ်မှူးကြီးနော်ဘူးကပြောဆိုထားပါတယ်ပြောရင်တော့ဗမော်လို့တော့ပြောရတာပေါ့ဒါပေမဲ့စကစကန်တွေအများကြီးရှိတယ်20ကျော်လောက်ရှိတယ်အဲ့ဒါကိုသိမ်းရတာဆိုတော့ကျွန်တော်တို့တော့လည်းအခက်အခဲတွေအများကြီးရှိတယ်သူတို့ကအဲ့ဒီဘက်ပိုင်းမှာတော့ပြည်သူလူထုရှိတဲ့အာစီတိုက်တွေမှာနေပြီးတော့ကျွန်တော်တို့ကိုခုခံတာတီတို့တက်စကန်အပြင်မှာပေါ့လူထုနေအိမ်တွေမှာသူတို့ကခရိုချင်းပုံစံတွေလုပ်ပြီးမှအဲ့ဒီကနေစနိုက်ပါနဲ့ဆက်လက်နဲ့အဲ့ဒါမျိုးကိုခုခံတာကာကင်းတွေလုံခြုံရေးတွေအဲ့လိုမျိုးတော်တော်များများနေရာမှာခြားထားပြီးမှခုခံတာရှိတယ်နောက်တစ်ခုကတော့ပြစ်ကွင်းလို့ပြောရမှာပေါ့ဗမော်မျိုးကခုနကပြောတဲ့စကန်အများကြီးရှိတယ်ကျွန်တော်တို့ကလည်းပြစ်တဲ့နေရာမှာတီးတဲ့နေရာလည်းအများကြီးရှိတယ်နေရာကျယ်ပြန့်တယ်လို့ပြောရမယ်-10ဝန်းကျင်လောက်ကျယ်တဲ့နေရာကိုသိမ်းမယ်ဆိုတော့ကျွန်တော်တို့လည်းခက်ခဲရှိတယ်လို့အခုလက်ရှိချိန်တွေကိုတော့ KIA ရဲ့သတင်းပြန်ကြားရေးဗိုလ်မှူးကြီးနော်ဘူးကပြောဆိုထားတာလည်းဖြစ်ပါတယ်အခုလက်ရှိတိုက်ပွဲအတွင်းစစ်ကောင်စီရဲ့တခြားလမ်းကြောင်းတွေကစစ်ကူတွေကိုဖျက်တောက်ထားနိုင်ပေမဲ့လည်းလေကြောင်းကနေဇက်တိုက်ပုံကျက်တက်ခတ်တဲ့အပြင်အစစ်မြစ်ဒရုန်းတွေနဲ့ပါခုခံနေတာဖြစ်တဲ့အတွက်ဗမော်မြို့သိမ်းတိုက်ဖို့ဗမော်မြို့ကိုသိမ်းမဲ့နိုင်ဖို့အချိန်နဲ့ငယ်ကြာနိုင်တာဖြစ်ပြီးတော့မဆုတ်တန်းထိုးစစ်ဆင်နေတယ်လို့လည်းဗိုလ်မှူးကြီးနော်ဘူးကတော့ပြောဆိုထားပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာလ4ရက်နေ့ကစပြီးတော့ KIA နဲ့ပူးပေါင်းတပ်တွေထိုးစစ်ဆင်နေတဲ့ဗမော်တိုက်ပွဲကတော့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်ရာကိုလုံးဝပျက်စီးသွားအောင်လုပ်နိုင်ပြီဖြစ်ပေမဲ့တော်လိုင်းရေးအင်အားစုတွေဘက်ကမြို့ကိုအပြည့်အဝထိန်းချုပ်ထားနိုင်ခြင်းမရှိသေးဘူးလို့လည်းစစ်ရေးလေ့လာသူတွေကပြောဆိုထားပါတယ်